ထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီကအခိုင်အမာတပ်ဆွဲထားတဲ့ထိထဗျူဟာစခန်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေကသိမ်းပိုက်လိုက်ပါတယ်။နယ်စပ်မြင်းနဲ့6မိုင်လောက်ပဲဝေးတဲ့ထိထဗျူဟာစခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကအခုလ12ရက်နေ့ကနေစပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီးတပတ်အကြာမနေ့ကညနေပိုင်းမှာအပီးတိုင်သိမ်းပိုက်လိုက်တာပါ။ထိထဗျူဟာစခန်းမှာစစ်ကောင်စီတပ်သားအင်အားရာခဏန်းလောက်ကတောင်ကုန်းတစ်လျှောက်စခန်းကုန်းနေရာ3ခုခွဲပြီးအခိုင်အမာတပ်ဆွဲထားတာဖြစ်ပါတယ်။လွန်ခဲ့တဲ့3ရက်ကရွာအနီးမှာရှိတဲ့ပထမစခန်းကုန်းကိုစတင်သိမ်းပိုက်ခဲ့ပြီးနောက်ကြန့်ရှိနေတဲ့စခန်းကုန်းတစ်ခုကိုမနေ့ကထပ်မံသိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။တော်လိုင်းရေးတပ်တွေစတင်တိုက်ခိုက်ချိန်ကစလို့မနေ့ကအထိစစ်ကောင်စီတပ်ဘက်က MI-70 ရဟတ်ယာဉ် K8W ဂျက်ဖိုင်တာနဲ့ Y12 လေယာဉ်တွေကိုအသုံးပြုပြီးနေတိုင်းနီးပါးဘုံတွေကျဲချခုခံခဲ့တယ်လို့ KNU တပ်မဟာ၄ရဲ့မြေတွယ်ခရိုင်အတွင်းရေးမှူးဗဒိုအေနာကပြောပါတယ်။ဗျူဟာကတော်တော်တင်းမာတဲ့ဗျူဟာတစ်ခုဖြစ်တယ်။ဘာဖြစ်လဲဆိုတော့အဲ့ဒီကျွန်တော်တို့ကတောက်လျှောက်သူကအဲ့လေနဲ့ဘုံလာကျဲတာပေါ့ဒီရက်ဆိုရင်3-4-5ချိန်ပြီးတော့သူတို့ဟယ်လီကော်ပတာလည်းလာတယ်ပြီးတော့ AR ပေါ့နော်အဲ့ဒီစစ်ကူလည်းလာတယ်ဒီလိုမျိုးအဲ့ဒီလေများတော့တာတော့တစ်ခါမှမမြင်ဘူးနော်စကန်သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားထိခိုက်ဒေဆုံးမှုနဲ့ဖမ်းဆီးရရှိမှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူးစကန်သိမ်းပြီးနောက်ထိထစကန်ကဗျူဟာမှုကိုအသေးဖမ်းမိခဲ့တယ်လို့ပြောဆိုမှုတွေရှိနေပေမဲ့အသေးစိတ်ကိုတော့စုံစမ်းနေဆဲဖြစ်ပါတယ်တော်လိုင်းတပ်တွေဘက်ကလည်းရဲဘော်တအူးကြဆုံပြီးထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့သိရပါတယ်မနေ့ကညနေပိုင်းမှာပဲတီခီနယ်ဇက်ဂိတ်မှာရှိတဲ့စစ်ကောင်စီစခန်းဘက်မှာလည်းပြစ်ခတ်တံတွေထွက်ပေါ်နေတာကြောင့်တီခီဒေသတဝိုက်ကဒေသခံတွေထိုင်းနိုင်ငံနယ်ဇက်မြင်းဘက်ကိုတွားရောက်တိတ်ရှောင်နေကြရပါတယ်။